ကလေးဘွားမှာတော့ကတားကြီးလာရင်ဘာလို့မှလဲလို့အမေကမေးတော့စစ်သားကြီးလုံးမှာလို့ကျွန်တော်ဖြေခဲ့ဘူးတယ်စစ်ကိုတိတ်မုန်းတာပဲငါတားရဲ့စစ်သားကြီးမလုပ်ချင်စမ်းပါနဲ့လို့အမေပြောဘူးတယ်မလားအမှန်တရားအတွက်တိုက်ပွဲဝင်ရမယ့်အချိန်ရောက်လာတော့စစ်ကိုအယမ်းမုန်းတဲ့အမေကပဲတပြေးတစ်ခက်ကင်ပြီးအောင်ပွဲနဲ့အတူကျွန်တော်ပြန်အလာကိုရှေ့ဆုံးကစောင့်နေမယ်တဲ့ကျေးဇူးပါအမေတော်ရဲတော်ရောမဲလို့မမေကိုပြောတော့ဟာသမီးပါလေးကိုနန်းလို့တော့မွာသေးဘူးမင်းငယ်ရဲ့တဲ့ဒါပေမဲ့သမီးကိုယုံကြည်ကြည်ပဲအမှန်တရားရဲ့လမ်းမပေါ်ရှောက်ခွင့်ပေးခဲ့ကျေးဇူးတင်ပါတယ်မမေချစ်တယ်တကယ်တော့အမိများနေ့အတွက်တားစာရေးရမှာအားနာမိတယ်အမေမိဘကျေးဇူးစပ်ဖို့လေးလေးတတာတားနဲ့တငယ်ချင်းရဲဘော်တွေအတွက်အမိကထောက်ဖို့လုပ်ပြီးနေရှာသေးတယ်လေတလားထောက်ဖို့ကပ်ပုံလေးတွေပို့လာတာတားမဝမ်းတာပီတီဖြစ်ရတယ်လို့အာနာချောင်ပြောလိုက်တာတားအတွက်အမိကုန်းလေတဲ့တားတွေးရတာအမိနဲ့တူလို့ထင်ပါတယ်ဗျာဆရာမကြီးရဲ့တာကြီးပေါ့နော်တာကြီးကိုယ်တိုင်ကဒီဒေါ်လာကြီးထဲမှာခရက်ဝင်ပါဝင်ခဲ့တဲ့အတွက်သူကပြောဦးတယ်အမေတာတို့ကဒီမှာရှိတဲ့ကလေးတွေကညာစုကစစ်တိုက်ရှင်ညာသူတို့စစ်တိုက်ရှင်တွေမဲ့လက်နဲ့ဆိုတာရှိဘူးပေါ့တိုက်ဖို့ဆိုတာလုံလောက်မရှိဘူးသူတို့အသက်တွေကိုရင်းပြီးတော့လုံးမဲ့ကိုင်းမယ်ဆိုတော့ဥစ္စာကိုနောက်ကနေပြီးတော့ထောက်ဖို့ဆိုတဲ့ခန္ဓာဆိုတာလိုအပ်တယ်လေနောက်ကမထောက်ဖို့ပဲရင်ဒီကလေးတွေကဘလို့မှရှိမှသွားပြီးတိုက်ပွဲဝင်လို့မရဘူး။အရာလုံးရောဆရာမရဲ့သားဒီကနေ့ပါလာပါရှိရနေမိုက်တာတာမီးကိုတက်ပေးကြရဒီတော့လည်းဆရာမရသူလည်းခဲ့ပြီမလည်းဆရာမကြီးတဲ့နေနဲ့ပြန်တုံးရုံထားပြီးတော့ဒီတော့လည်းရေးယူပြီးဆုံးတဲ့အထိတိုက်ပွဲဝင်တယ်ဆရာမကြီးတိုင်းပြည်မှာရှိတဲ့တိုင်းပြည်သားတွေနဲ့ပြည်သူတွေနဲ့ဆရာမကြီးရဲ့သားအတွက်ဆရာမကြီးတွေးကြည့်ပြန်ယူမယ်ဆိုတဲ့စိတ်ကိုဆရာမကြီးမွေးပြီးတော့ဆရာမကြီးကိုရက်ဒီနာကိုဆရာမကြီးတူလာခဲ့